Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်အခု SIBBC NS College ဒီ South India Baptist Bible College and Seminary မှာကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရဲ့ campus ပါကျွန်တော်အခုဒီကျွန်တော် campus ကျောင်းလေးနည်းနည်းပါးပါးတည်ချင်နေတဲ့သူတွေအတွက်နည်းနည်းပါးပါးပြောပြမှာဖြစ်ပါတယ်ဒီအဲ့ဒါကြောင့်ဒီဗီဒီယိုလို့ရချင်းဖြစ်ပါတယ်ခုမြင်နေတဲ့အဆောင်ကတော့ဒါကတော့ဒီမှာ MD နဲ့ MTH အပေါ်မှာဒီအောက်ထပ်မှာ MD Master တွေနေတယ်ဒီပေါ်ထပ်မှာတော့ MTH တွေနေတယ်ဒါတို့ရဲ့ဒီကတော့ဒါကတော့ဒီဘေးနားမှာမြစ်ပင်လေးတွေဒီမှာဒီတာရတယ်ကောင်းတယ်ဒီမှာတော့ building ကတော့ master တေလို့ဟိုက master တက်ချင်နေဆိုရင်တော့ဒီမှာဒီဆောင်မှာနေရမှာဖြစ်ပါတယ်ဒီမှာတော့အခန်းနှစ်ခန်းမှာsorry အခန်းတစ်ခန်းမှာလူနှစ်ယောက် one room 2 person မနေရမယ်ဒါတော့ဒီကဒီပင်လေးပါတစ်ဖက်မှာတော့ဒီမှာအောက်မှာစိတ်လာတိုးလာမပြောအများကြီးဒီမှာကျတော့ကျောင်းသားတွေ volleyball ဆော်တဲ့နေရာပေါ့ volleyball ဆော်တယ်ဟိုဖက်မှာကျတော့ badminton ပြီးတော့ camel လေးဆော်တယ်ဒါကျွန်တော် lamb ပေါ့နော်ဒါ master တွေနေဟာမိုးရမယ်ထင်တယ်မိုးချင်ရတော့ကြားတဲ့အတိုင်းပါပဲဒီမှာရမ်းနေတော့ကောင်းတယ်master တွေနေနေ yes sometimes yes I'll leave tonight so that's why before ကျွန်တော် bachelor room ခုကျွန်တော် bachelor room ကိုပြမယ်တို့ဒီမှာညာလေးတွေခုံလေးတွေတို့ဒါပါပင်လည်းမကြည့်ပန်းပင်ရန်စားတယ်ဒါတော့ကျွန်တော်ဒီချလာဆောင်ဒီကောင်လေးဒါတော့အခစားလို့လည်းဒါတော့ bachelor room ဒီမှာ diploma နေတယ် diploma first year second year BTech first year second year final year တွေဒီမှာနေဖြစ်ပါတယ်ဒီမှာနေကြတော့ဒီကတော့ဒါ commentary ပေါ့ voice ဒါမင်းဒါယောက်ျားလေးတွေပဲယောက်ျားလေးတွေတီးတက်ဟိုဘက်မှာလည်းဒီ master တွေလည်းယောက်ျားလေးတွေပဲဒီမှာလည်းယောက်ျားလေးတီးတက်တယ်ဒါဟိုမှာတမ်ပန်လေးတွေနဲ့ရန်ကိုပါတယ်ထားပါတဲ့ campus လေးဖြစ်ပါတယ်မိုးရွာမယ်ချင်းနေရတော့တစ်ချက်တော့ပြမယ်နော်မိုးကတော့ဟိုးမှာမိုးရွာမယ်ချင်းကဲကျွန်တော်ဆက်လက်ပြီးတော့ကြည့်မယ်ဒါအရှေ့ရနဲ့မြင်နေဆိုတော့နည်းနည်းတေးတယ်လို့ဖြစ်တယ်เนาะကျင်းလို့ဖြစ်တယ်အထက်မှာဒါချဲတယ် room တွေလည်းအများကြီးရှိတယ်ဒီမှာတော့လူနည်းနည်းများတယ် bachelor room မှာတော့โอเคညာတိုက်လေးနဲ့အရန်ကိုထားတယ်ဒါကြတော့ဒီနိုင်ငံခြားသားတွေနေတဲ့နေရာပေါ့နိုင်ငံခြားသားတွေလာရင်တော့ဒီမှာနေတယ်ဒီမှာတဲတယ်
သူတို့ဖြစ်ဒီ pastor တွေပေါ့နော်US ဟာလေနေတော့နေဟိုဟာကိုရနဲ့လေကိုရနဲ့လာတယ်သူတို့ဖြစ်တော့ US ကနေလာတာများတယ်အဲ့တည်လာတဲ့အချိန်မှာဒီမှာနားတယ်သူတို့နေတဲ့အခမ်းအဆောင်ပြောမှာသူနေတဲ့နေရာ Wow ပြီးတော့လာကြတော့ဒီမှာကတ္တရာအကုန်လုံးခင်းထားတယ်ဒီမှာကတ္တရာခင်းသေးဘူးဆိုတော့ဒါလေးရှူးတွေနဲ့သွားတဲ့အချိန်မှာဒီနောက်ဘက်မှာသွားတဲ့အချိန်မှာရှူးတွေနဲ့ဟိုဟာရှုနေပြီးဆိုတော့ဒီမှာလည်းကတ္တရာခင်းနေဆိုတော့ဒီစပြီးတော့လုံးမှာဖြစ်တယ်ဒီကျွန်တော်အခုဒါကြတော့သမင်းစားတဲ့နေရာပေါ့ဒီမှာသမင်းစားတဲ့နေရာကြောင်းသားလုံးတွေအများကြီးဒီမှာဘုံလုံးစားကြတယ်ဒါပေမဲ့တက်ခွဲတော့ဒီဖက်မှာကျတော့ယောက်ျားလေးတွေဒီဖက်မှာကျတော့မိန်းကလေးတွေခါကလေးဆရာတွေပေါ့ဆရာတွေဒီစားကြတယ်ဒီမှာလည်းတမ်းတယ်လေးနဲ့ဒီလမ်းကျတော့သူဖြစ်ဒီဆိုတော့special dinner တွေပါရှိချင်မယ်အဲ့တည်းလာပြောဒီအနေနဲ့ဝင်တယ်ဒီမှာစားကြတယ်